မြန်မာခရီးသွားလုပ်ငန်းပြန်လည်ဦးမောစေဖို့အတွက်ပြည်ပဆိုင်ရာခရီးသွားပြပွဲကိုဇွန်လ23ရက်နဲ့14ရက်တို့မှာရန်ကုန်မြို့ရှိစီတိုနာဟိုတယ်မှာကျင်းပသွားမယ်လို့မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှသိရပါတယ်။အဆိုပါပြပွဲကိုလာမယ့်ခရီးသွားရာသီမှာပြည်ပနိုင်ငံများမှခရီးသွားများမြန်မာနိုင်ငံရဲ့လှပနှင့်ယဉ်ကျေးမှုဒေသများကိုပုံမသိရှိလက်ပတ်နိုင်စေရန်နှင့်မြန်မာခရီးသွားလုပ်ငန်းပြန်လည်ဦးမော်လာစေရန်ရည်ရွယ်ကျင်းပတာဖြစ်တယ်လို့ဆိုပါတယ်။ပြပွဲတွင်မြန်မာနိုင်ငံရဲ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များရိုးရာကလေးများတဘာဝအလှတရားများအပန်းဖြေကမ်းခြေများရိုးရာအစားအစာများစီရင်ထုံးဖွဲ့မှုများဇီဝမျိုးစုံမျိုးကွဲများနှင့်ရှားပါးတော်ရိုက်တိရစ္ဆာန်များကိုနိုင်ငံတကာခရီးသွားများပုံမသိရှိလာစေရန်ပြသသွားမှာဖြစ်ပြီးတရုတ်ရုရှားအိန္ဒိယစပိန်ပြင်သစ်အီဂျစ်ရိုမေးနီးယားစင်ကာပူမလေးရှားအင်ဒိုနီးရှားကမ္ဘောဒီးယားထိုင်းနီပေါဗီယက်နမ်ဘူတန်နဲ့ဖိလစ်ပိုင်နိုင်ငံများအပါအဝင်အခြားနိုင်ငံများမှခရီးသွားဆိုင်ရာကုမ္ပဏီများပါဝင်ပြသသွားမှာဖြစ်တယ်လို့သိရပါတယ်ရှင်။